Hi အားလုံးမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ Minecraft လေးတစ်ခုနဲ့မိတ်ဆွေပေးတော့ဖြစ်ပါတယ်ကျွန်တော်တို့ PG character ပဲကြည့်ပါတယ် like and subscribe လေးလုပ်ပေးကြပါဦးအဲ့တော့ကျွန်တော်တို့ C ကိုဆက်တော့ကြည့်မယ် C ကို video ရဲ့ description မှာချပေးထားပါမယ်တချို့တော့ဒီဘက်နော်ဒီ pumpkin နဲ့ရှိတဲ့ဘက်ကိုတောင်းတယ် pumpkin နဲ့ရှိတဲ့ဘက်ကိုတားလိုက်သွားလိုက်မယ်ဆိုရင်တောင်းဆင်းလိုက်ရမယ်တောင်းဆင်းရမယ်တောင်းဆင်းရတရားတွေ့ပါမယ်တောင်းဆင်းရတရားတွေ့ပါမယ်ဒီရောမှာဆို blacksmith နှစ်ခုရှိမယ်အဲ့တော့ blacksmith နှစ်ခုကိုကျွန်တော်တစ်ခုဝင်ကြည့်မယ်အဲဆိုရင် iron legging ရှိတယ် iron helmet ရှိတယ် iron sword နှစ်ချောင်းရှိတယ် elven နှလုံးရှိတယ် iron တစ်တုံးရှိတယ်ကျွန်တော် bread အဲ့ဒါဒီဘက် blacksmith မှာဒါရှိတယ်ပြီးကျွန်တော်ဒီ blacksmith ကိုကြည့်လိုက်မယ်ဒီမှာဆို iron full မှာရှိတယ်ကဲမစိုးပဲဒီဘက်မှာ blacksmith နောက်တစ်ခုထပ်ရှိတယ် blacksmith နောက်တစ်ခုထပ်ရှိဒီ seed က survival သမားတွေတော့ဆိုတော်တော်လေးဆင်ပြေတဲ့ seed ကိုပြောလို့ရတယ်ဒီမှာဆို diamond နှစ်တုံးရှိ iron full မှာ iron full မှာတော့ 1D နဲ့နေရပြီးတော့နောက်ထပ်ထူးခြားချက်တစ်ခုကကျွန်တော်ဒီဘက်ကိုရေကိုဖြတ်ပြီးသွားလိုက်ဘာရှိဖြစ်လေကြအောက်ဖို့ရှိဖြစ်လေကြအောက်ဖို့ရှိဖြစ်လေကြအောက်ဖို့ရှိကျွန်တော်ခဲအဲ့တော့သူ့ဒီမှာရှိရပြီးတော့ဒီဘက်မှာ cherry ဘိုင်လို့ရှိစီကတော်တော်လေးကိုလန်းနေကြည့်လားဒီမှာဆို cherry ဘိုင်လို့ရှိကျွန်တော်ဆို cherry ဘိုင်လို့ရှိပြီးတော့အဲ့ဒါကောင်းတဲ့အရာပါလို့ဆိုကျွန်တော်ရွာဘက်ကိုတစ်ချက်တော့ကြည့်ပြခဏလေးစောင့်ဒါ 1.17 နောက်ဆုံး version မှာကျွန်တော်စမ်းကြည့်တာလေးပါတယ်ဘယ် version လိုက်ရမလဲတော့ကျွန်တော်လည်းမသိဘူးစီကတော့တော်တော်လေးနိုင်ရတယ်မှာကျွန်တော်အဲ့ဒါဒီနားလောက်နေမှာလေကျွန်တော် acceptor mode ကိုပြောင်းကြည့်လိုက်မယ်နော်ခဏစောင့်ပြောင်းကြည့်လိုက်မယ်ဒီကြီးရဲ့ဝင်ပြီးခဏစောင့်ကျွန်တော်ဒီနားမှာ mine shaft တစ်ခုတွေ့တယ် mine shaft oh my mine shaft ဒီစီမှာ mine shaft ရှိတယ်ရှေ့မှာ mine shaft တက်ရှိကြည့်လိုက် mine shaft mine shaft survival တို့ hardcore ဆုံးမဲ့လူတွေတော့ဆိုရင်တော်တော်လေးကိုအဆင်ပြေတဲ့စီလို့ပြောတယ်။ server ထောင်မဲ့သူတွေဆိုရင်ပိုပြီးအောင်အဆင်ပြေတယ်။ကဲအဲ့တော့ဒီလောက်ပါ။စီကကျွန်တော်ဒီနေ့ကဗီဒီယိုလေးတစ်ပုတ်တင်ပါသေးတယ်။ဗီဒီယိုက2 along ဆိုပြီးကျွန်တော်ကိုပြနေတယ်။အဲ့တော့ကျွန်တော်ဗီဒီယိုကတင်လို့မရဘူး။အဲ့တော့အားလုံးကိုပြောချင်တာကကျွန်တော်တင်လို့မရတဲ့လက်တစ်လုံးမှာဒီစီလေးတွေ mod တွေရှေ့ရတယ် sharing လေးပဲလောလောဆယ်လုပ်ပါအောင်မယ်နောက်မှဗီဒီယိုကြီးတွေတင်ပါမယ်အားလုံးပဲအားပေးကြပါဦးအားလုံးပဲ bye bye